ဒီလောကထဲမှာတဘာဝတရားအရာရှိပြီးသားဖြစ်တဲ့အမှားနဲ့အမှန်ဆိုတဲ့အရာလေးနှစ်ခုရှိရယ်ပြီးရင်လူတွေရဲ့တင်ညာနဲ့ပညာပေါ်မှာမူတည်ပြီးတော့အမှန်နဲ့အမှားဆိုပြီးသတ်မှတ်ထားတဲ့အရာလေးတစ်ခုလည်းရှိပြန်တယ်ဆိုတော့ဒီဘက်ခေတ်မှာလူတော်များများကအခုလောက်တော့မယ်ဆိုရင်သူများဘယ်လိုထင်မလဲဘယ်လိုမြင်မလဲဆိုတာကိုစဉ်းစားပြီးတော့မှအတွေးတွေလွန်ကြတယ်တေချာစဉ်းစားကြည့်မယ်ဆိုရင်ဥပမာမိတ်ဆွေကတူရင်ဒီကြိုက်တယ်ဗျာဒါပေမဲ့မိတ်ဆွေရဲ့တကယ်ချင်းကတူရင်ဒီမကြိုက်တဲ့လူကတော့ဒါကိုကောင်းတယ်လို့မြင်မှာမဟုတ်ဒါပေမဲ့မိတ်ဆွေကကြိုက်တော့ဒီအရာကိုကောင်းတယ်လို့မြင်တယ်မကြိုက်ဘူးလို့မြင်တဲ့လူမှလည်းဘာမှမမားတော့လို့ကြိုက်တဲ့မိတ်ဆွေစီမှလည်းဘာမှမမားဆိုတော့ဒီရဲ့ကြိုက်ခြင်းမကြိုက်ခြင်းပုံမှာပဲမူတည်ပြီးတော့မှကောင်းတယ်မကောင်းဘူးဆိုသတ်မှတ်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေလုပ်တဲ့အလုပ်တိုင်းကိုလူတိုင်းကလည်းကြိုက်မှာမဟုတ်ကြိုက်တဲ့လူရှိသလိုမကြိုက်တဲ့လူရှိမယ်ဒါတဘာဝတရားပဲတရားစဉ်းစားကြည့်ရင်ဒီအပိုင်းကကျွန်တော်တို့မထိန်ရှုံနိုင်တဲ့အပိုင်းဖြစ်တယ်ပေါ့နော်တဘာဝတရားလို့ပြောလိုက်ပြီဆိုရင်မိုးရွာအောင်လည်းကျွန်တော်တို့လုပ်လို့မရအောင်နေပူအောင်လည်းလုပ်လို့မရအောင်ရွာရင်ရွာမယ်ပူရှင်ပူမယ်ဒါတဘာဝတရားပဲတဘာဝတရားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီຢာနဲ့ဘလို့ရှင်သွဲပြီးနေထိုင်မလဲဆိုတာကိုပဲစဉ်းစားတင်တယ်ဒါကြောင့်မလို့အခုကစပြီးတော့မှသူများတွေဘလို့ထင်မလဲဘလို့မြင်မလဲဆိုတာကိုအရင်ကြီးတွေးပြီးတော့မှစိတ်တွေအတွေးတွေလွန်မနေပဲနဲ့ကိုလှုပ်ရှားရှိတဲ့အလုပ်ကိုရုံကြည်ကြည်လေးနဲ့လုပ်ဖို့အတွက်ပြောရှင်းပါတယ်ဗျလူတယောက်ရှင်စီတိုင်းကိုကျေးဇူးများတင်ပါတယ်ဒါလေးကတော့ကျွန်တော်ရဲ့ audio လေးပါဒီမှာတော့ကျွန်တော်ဗီဒီယိုမှမတုံထားပါဘူးဗျဘာလို့လဲဆိုတော့ဗီဒီယိုကြည့်လဲဘာမှရမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ပါကျေးဇူးပါကျွန်တော်ကတော့မင်းထက်ပါ